Hello မင်္ဂလာပါအခုချိန်ကပိန်းဥတွေပေါ်နေတဲ့အချိန်လေးဖြစ်တော့ပိန်းဥတာကိုအချိုပွဲလေးလှုပ်စားပြပါတယ်အရင်ဆုံးပိန်းဥကိုအခွန်ထားမယ်ပြုတ်တဲ့အခါမှာနူးလွယ်အောင်လို့အရွယ်တော်အနေလေးတွေတုံးပေးပါတယ်ပြီးရင်ရေဆေးမယ်ရေဆေးပြီးရင်တော့ပြုတ်ပေးပါမယ်ဒီနေရာမှာမပြုတ်ဘဲနဲ့ပေါင်းမယ်ဆိုရင်လည်းရပါတယ်ခရင်နဲ့ထိုးကြည့်လိုက်လို့နူးနေပြီဆိုရင်တော့ရေခဏစစ်ထားပေးပါမယ်ပြီးရင်တော့ပိန်းဥတွေကိုခြေပေးပါမယ်အားလုံးကြည်ညက်အောင်ခြေပေးပြီးပြီဆိုရင်တော့အိုင်ဇင်ရှူကတကြားအမှုတ်ကိုထမင်းစားစုံနဲ့တစုံခွဲကောင်းညင်းမုံ80 gram ရေ20မီလီတို့ကိုနည်းနည်းချင်းစီထည့်ပြီးတော့နေပေးသွားပါမယ်အိုင်ဇင်ရှူကတကြားအမှုတ်အစားရိုးရိုးတကြားကိုသုံးလဲရပါတယ်အိမ်မှာရှိရဲ့ဒီပလတ်စတစ်လက်အိတ်နဲ့နေရတာအဆင်မပြေလို့လက်ကိုတေချာဆေးကြောပြီးတော့ပဲလက်နဲ့ပဲနေပြီးလိုက်ပါတယ်မုတ်တွေနေရတာကတ်နေမယ်ဆိုလို့ရှိရင်ကောင်းကြီးမုတ်အနှဲငယ်ကိုထည့်ပေးပြီးနေလို့လည်းရပါတယ်။ပိန်းဥမုတ်လုံးလေးတွေလှအောင်လို့အယောင်ကိုအနည်းနဲ့တုံးထားပါတယ်။အယောင်မထည့်လည်းရပါတယ်။ပြီးရင်တော့အယောင်တွေနှံ့အောင်လို့ထပ်နေပြီးလိုက်ပါတယ်။ပြီးရင်တော့ပိန်းဥလေးတွေကိုကိုစားခြင်းနဲ့အရွယ်အနေအထားလေးလုံပြီးလိုက်ပါတယ်။ပြီးရင်တော့ရေပွက်ပွက်ဆူနေတဲ့ထဲကိုပိန်းဥလေးတွေကိုထည့်ပြီးပြုတ်ပါမယ်။မုံလုံးရေပေါ်လိုပါပဲအလုံးလေးတွေရေပေါ်တက်လာပြီးတော့2မိနစ်3မိနစ်လောက်နေပြီဆိုရင်ဆယ်လို့ရပါပြီပြီးရင်တော့မုံလုံးလေးတွေကိုတစ်လုံးနဲ့တစ်လုံးမကတ်နေအောင်လို့ရေအေးလေးနဲ့ဆေးပြီးပါမယ်ပြီးရင်တော့တာကူကျူပါမယ်တာကူကိုထမင်းစားစုံနဲ့3စုံခန့်ကျူပြီးလိုက်ပါတယ်မျက်စံပျောက်သွားတဲ့အထိကျူပြီးလိုက်ပါတယ်ရပြီဆိုရင်တော့သူ့ကိုလည်းရေအေးနဲ့ဆေးပြီးလိုက်ပါတယ်ပြီးရင်တော့အုံနုရေစကျူပါမယ်အုံနု200မီတဲ့ကိုရေ200မီထည့်ပါမယ်တကြားထမင်းစားစုံနဲ့3စုံထည့်ပါမယ်အချို့ကြရင်လည်းပို့ထည့်ပါရှင်အုံနို့ပြစ်ကလေးနဲ့တောက်ချင်တဲ့သူတွေဆိုတော့ရေကိုအနည်းငယ်လျှော့ထည့်ပါရှင်အိမ်မှာကတော့လူကြီးတွေစားမှာဆိုတော့လေအုံနို့ကိုကြဲကြဲလေးပဲကြိုထားပါတယ်ပွက်လာပြီဆိုရင်တော့အုံနို့ကြိုတာလေးရပါပြီအကြာကြီးကြိုစရာမလိုပါဘူးရှင်ဒါဆိုရင်တော့အချိုပွဲလေးစပြင်လို့ရပါပြီကိုစားမဲ့ပကံလေးကိုတာကူလေးထည့်မယ်ပိန်းလေးတွေထည့်မယ်အုံနို့ကြီးထည့်မယ်ကဲအခုဆိုရင်တော့အရန်ကိုမစားလို့ကောင်းပြီးတော့စိမ့်မွေးမွေးလေးနဲ့ပိန်းဥတာကူအချိုပွဲလေးရပါပြီရှင်ရေခဲလေးနဲ့ထည့်စားရင်လည်းကောင်းပါတယ်ရေခဲထည့်စားမယ်ဆိုရင်တော့အချိုပို့ထည့်ပေးပါရှင်ဒါကတော့မိမိစိတ်ကြိုက်ပါဒါဆိုရင်တော့ခေရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲရှင်ဆုံးထိကြည့်ပေးသူအားလုံးကိုကျေးဇူးပါနောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်